ဝေဘာနိုင်တယ်ကဲ့ရဲ့နိုင်တယ်ပြစ်တင်နိုင်တယ်ဆိုတိုင်းဂုံယူမနေနဲ့အပြစ်တွေအကုန်လုံးကိုယ့်ဘော်ပဲလာပုံမှာရှင်းလားကျို့လောကမှာအဲ့လိုလူအန္တာတွေတပုံကြီးဟင်တရားလာနာတာတော့မှတရားနာတယ်ဆိုရင်သူကလာပြီးတော့ကြည်ခါထောက်မင်းတို့ကိုယ်တော်လေးမဆိုးပါဘူးကွာအော်ကြီးကျယ်မင်းတို့ထက်တော့အကုန်သားတယ်ဒီမှာသင်္ကန်းပေါ်ထားတာဟောပါသလားဒီလိုတော့မနေနိုင်မဲနဲ့ကြီးကျယ်ပြီးခါထောက်လာဝေးပန်းဘာပိတ်ရလဲရှင်းလားကြီးကျယ်ကျယ်နဲ့အောင်မဲသူကဆိုဘုန်းကြီးလူတဲ့တချို့ကဘုန်းကြီးလူတဲ့မနေနိုင်လို့ထွက်ထားပြီးတော့မှလာပြီးတော့ထွက်ရပြီဆိုကြတဲ့ဟန်းကုန်မှန်တော့ဘူးပြောမိတယ်အဲတို့လည်းထွက်ချင်တော့ထွက်အောင်မှာပေါ့လေလိုက်ရှာနေတာအခုတကဘာလုံးကိုနဲ့အစင်ပြန်သူများချိတ်မိမလဲလို့တော့ပါလားအဲဒီရုပ်နဲ့တော့ချိတ်မိမှလည်းမဟုတ်ပါဘူးဒီအဆက်အပေါင်းနဲ့တော့လည်းကြောက်တာနဲ့အကုန်ပြေးတာလာတိုင်းဘုန်းကြီးရှောက်မလို့တဲ့အေးရှောက်လေကွာဆိုကြောက်လို့တဲ့ဟာငါရုပ်ကဒီလောက်ဆိုးလာကွာကြည့်တော့ကဲထားဘုန်းကြီးကတော့ကြောက်လေကောင်းလေပဲနော်ကြောက်မှအန်နေရကင်းတာမကြောက်ရင်ကြွတ်တာကြာလာပြီ